ဒါကျွန်တော်ဒါအမေကြော်ထားတာပါကျွန်တော်မေအသက်68နဲ့ဖွာရေးကကြော်ထားတဲ့ဟာပါ68နဲ့ဆိုနတ်ပြည်အပေါ်ဆုံးထက်တက်ပြီဟာနတ်ပြည်သွားတဲ့အမေနတ်ပြည်ရောက်လာတော့မသိဘူးလောဆယ်တော့မမဆိုင်ရှိရောက်ရတယ်ဘာမှမဖြစ်ချင်တော့နတ်ပြည်ကကျွန်မတို့ပြည်ကြီးရလဲကိုလိုကပြည်ကျွန်မတို့ဘွားလေးပြည်ကြီးဘာမှမဖြစ်ချင်ချိန်ထဲနေကျွန်တော်ဖုန်းကြည့်ဖေးပဲတိုးကြည့်တော့ဆွတောက်ပဲသိချပါဖေးဒီဒီဘက်ထမ်းမယ်ทำไมเจ้าล่ะตาอุ้มอยู่ตานาไม่อยู่แต่ไม่อยู่เลยตะเลี้ยวไม่อยู่เลยบ้านเน่าอ่ะมาอยู่อ่ะมุ่งไอ้นี่เลิกป่วยทำไมရဲထက်ကိုစိုက်ကမောင်းလို့ရမှာမထင်ဘူးနော်ဒီတော့လက်တုံလားဟောဒီလက်တုံနဲ့မောင်းတော့ဖြောင်းနေဘူးလက်တုံလားကိုကတော့အဲ့ကောင်မရှိဘူးအေးငါလည်းစီးမြဲဦးလေသူကလက်တော့ဟိုမောင်းလာရဲရဲတယ်ရမ်းလားဒါဟိုကဒီလိုမျိုးရဲတာလက်ကတော့ဝိုင်းမရဲတော့ဆိုင်ကတော့ရှိရတယ်ကွာသူကဘာလဲကိုတော့ရှိရတယ်ကောင်လမ်းရဲဒီစားလေးတုံနေလေကမငဲ့တုံနေများလေကြီးနေလေနေမနေနာနေလေးချက်လာကြော်တော့ပြချီနေတော့တဲ့ကြီးလို့ပြောပြမှာနေဘိုင်နေတော့ငါလာပြင်းနေစားဟိုပြောရတယ်လည်းဒီတော့